ကောင်းကင်တခွင်လုံးလင်းတဲ့လူသားတွေကုန်အိမ်ဆက်ကြိမ်ဝမ်းမြောက်ခြင်းသည်စုံလင်ပြီးထက်ကောင်းကင်ဘုံသားသူဟာလူသားကိုကယ်ဖို့ရောက်လာရွှေနဲ့အိမ်တော်ကိုစွန့်ပြီးကြွလာပြီးပသိတ်တွေဆောင်ခြင်းပြီးကဖွားမင်လာသောခိုင်မှာထူးဆန်းအံ့ဖွယ်ကျဲကိုမြင်နမိတ်ဘုံကိုကြည်လို့သာရှေးပညာရှိရောက်လာဥခိုင်ဖူးတွေလို့သွားရှင်မောလိုက်တော့ရှင်မောလိုက်တော့ရှင်မောလိုက်တော့နွားဆွဲထဲမှာသူလာပြီးရှင်မောလိုက်တော့မိတ်ဆွေရှင်မောလိုက်တော့မိတ်ဆွေရှင်မောလိုက်တော့ရှင်းလေးလိုက်ဆိုရင်ရှင်မောလိုက်တော့ရှင်မောလိုက်တော့ရှင်မောလိုက်တော့နွားဆွဲထဲမှာသူလာပြီးရှင်မောလိုက်တော့မိတ်ဆွေရှင်မောလိုက်တော့မိတ်ဆွေရှင်မောလိုက်တော့ရှင်းလေးလိုက်ဆိုရင်ကောင်းကင်တခွင်လုံးလင်းတဲ့လူသားတွေကုန်အိမ်ဆက်ကြိမ်ဝမ်းမြောက်ခြင်းသည်စုံလင်ပြီးထက်ကောင်းကင်ဘုံသားသူဟာလူသားကိုကယ်ဖို့ရောက်လာရွှေနဲ့အိမ်တော်ကိုစွန့်ပြီးကြွလာပြီးပသိတ်တွေဆောင်ခြင်းပြီးကဖွားမင်လာသောခိုင်မှာထူးဆန်းအံ့ဖွယ်ကျဲကိုမြင်နမိတ်ဘုံကိုကြည်လို့သာရှေးပညာရှိရောက်လာဥခိုင်ဖူးတွေလို့သွားရှင်မောလိုက်တော့ရှင်မောလိုက်တော့ရှင်မောလိုက်တော့နွားဆွဲထဲမှာသူလာပြီးရှင်မောလိုက်တော့မိတ်ဆွေရှင်မောလိုက်တော့မိတ်ဆွေရှင်မောလိုက်တော့ချင်းလေးလိုက်ဆိုရင်ရှင်မောလိုက်တော့ရှင်မောလိုက်တော့ရှင်မောလိုက်တော့နွားဆွဲထဲမှာသူလာပြီးရှင်မောလိုက်တော့မိတ်ဆွေရှင်မောလိုက်တော့မိတ်ဆွေရှင်မောလိုက်တော့ချင်းလေးလိုက်ဆိုရင်ရှင်မောလိုက်တော့ရှင်မောလိုက်တော့ရှင်မောလိုက်တော့နွားဆွဲထဲမှာသူလာပြီးရှင်မောလိုက်တော့မိတ်ဆွေရှင်မောလိုက်တော့မိတ်ဆွေရှင်မောလိုက်တော့တခြင်းလေးလိုက်ဆိုရင်ရှင်မောလိုက်တော့ရှင်မောလိုက်တော့ရှင်မောလိုက်တော့နွားဆွဲထဲမှာသူလာပြီးရှင်မောလိုက်တော့မိတ်ဆွေရှင်မောလိုက်တော့မိတ်ဆွေရှင်မောလိုက်တော့တခြင်းလေးလိုက်ဆိုရင်ရှင်မောလိုက်တော့ရှင်မောလိုက်တော့ရှင်မောလိုက်တော့နွားဆွဲထဲမှာသူလာပြီးရှင်မောလိုက်တော့မိတ်ဆွေရှင်မောလိုက်တော့မိတ်ဆွေရှင်မောလိုက်တော့ချင်းလေးလိုက်ဆိုရင်